နာကျင်မှုကိုပြဖို့စကားတွေကမစွမ်းနိုင်တော့တဲ့အခါမျက်ရည်တွေကျတတ်တာကိုအရင်ဆုံးနားလည်ပြီးပါအငိုတန်လိုက်တာလို့အရင်ဆုံးအပြစ်တွေမတင်ပါနဲ့ဘယ်သူကမှမျက်ရည်တွေကျရလောက်တဲ့အထိမနာကျင်ချင်ကြပါဘူးကျမလည်းမနာကျင်လို့ဘူးလေစကားတွေပြောချင်ရင်ပါရက်နဲ့နှကန်းဝါကိုရောက်မလာတဲ့အဖြစ်တွေဟာပိုလို့တောင်ဆိုးပါသေးတယ်စကလုံးတွေသုံးပြီးပောက်ကွဲပြစ်လိုက်ရင်တက်တာသွားမယ်ဆိုပေမဲ့အဲ့လိုပောက်ကွဲခွင့်မရှိတဲ့ဘဝတွေမှာမျက်ရည်တွေခိုးပြီးကြရပါတယ်တိကနဲ့ရှိမျက်ရည်တွေပဲကြနေတာပဲလားတဲ့စကလုံးတစ်လုံးချင်းကိုကအစလောက်ရက်လီတတိလေးကိုကအစအရာရာကိုဂရုစိုက်နေမိတော့အရာရာမှာနာကျင်ရတာကတဘာဝပါစကားတွေပြောချင်ပေမဲ့ရှိတဲ့အတိုင်းပြောချင်ပေမဲ့နားလဲမှာမဟုတ်ဘူးဆိုတဲ့အတွေးကတော်တော်လေးဆိုးတယ်နားထောင်ပေးတတ်တဲ့နားတစုံကလည်းရှားတယ်လေတကယ်လို့တစုံတစ်ယောက်ကသာကိုယ့်ကိုနားထောင်ပေးတတ်ခဲ့ရင်စကားတွေများကြီးပြောဖြစ်ပြီးမျက်ရည်တွေကျလာရမှာမဟုတ်ပါဘူးအခုတော့အရာရာကိုရင်ဘတ်ထဲထည့်သိမ်းထားပြီးခံစားရတဲ့အဖြစ်ကရင်နဲ့လွန်အားကြီးပါတယ်မျက်ရည်ဆိုတာနာကျင်မှုကိုပြဖို့အကောင်းဆုံးရာပါပြီးတော့မျက်ရည်ဆိုတာမခံမရပ်နိုင်အောင်နာကျင်လာတဲ့အခါမှစတတ်တာပါဒါကိုနားလည်မပေးနိုင်ရင်အရင်ဆုံးငိုနေတဲ့သူတယောက်ကိုမျက်ရည်လွယ်လိုက်တာထိကနေရှင်မျက်ရည်ပဲကြပြနေတော့တာပဲဆိုတဲ့စကားတွေနဲ့မထိုးနှက်ပါနဲ့တကယ်ဆိုသူလဲဘယ်ငိုချင်ပါမလဲလူတိုင်းပြောချင်ကြတာကြီးပါဒီလိုပဲဘဝမှာပျော်အောင်နေနေတဲ့ကြားကမပျော်ရတဲ့အဖြစ်တွေကများတယ်လေကိုဘဝနဲ့ကိုရှင်ပြီးလူတိုင်းကိုဝေဖန်တတ်တဲ့အချစ်လေးရှိရင်လည်းပြင်ပါကိုကနေနိုင်ပေမဲ့သူကမနေနိုင်သေးတာလည်းဖြစ်ရင်ဖြစ်မယ်ကိုကပေါ့လေးလို့သဘောထားပေမဲ့သူကအလေးနဲ့ထားနေတာလည်းဖြစ်ရင်ဖြစ်မယ်